ကိုချင်းစားတဲ့ဆိုတာကိုယ်နဲ့နှိုင်းရှင်တယ်ငါမကြိုက်တဲ့အလုပ်ဘာလို့သူ့လောက်ရမှာတော့ဟုတ်လားငါရိုက်ရင်နာမှာပေါ့သူ့ရိုက်လေသူနာရှာမှာပဲမရိုက်နဲ့လေငါဥစ္စာခိုးသွားရင်ငါခံရခက်မှာပဲအဲ့တော့သူ့ဥစ္စာလည်းမခိုးနဲ့လေဒီလိုဆိုလိုတာပေါ့ကိုချင်းစာတရားဆိုဒီမှာကိုမကြိုက်တဲ့အလုပ်ကိုသူများအောင်မလုပ်အောင်ဒီလိုဆိုတာပေါ့ကိုချင်းစာတရားဆိုဒီမှာအဲ့လိုကိုယ်အနေနဲ့ကွန်ပျားလုပ်တာအဲ့ဒါတွေကစိတ်ကောင်းတယ်လို့ပြောရမှာကိုချင်းစာနာတာမရှိဘူးနော်ကိုချင်းစာနာစိတ်မရှိဘူးဘသူသေးသေးငတေမှာပြီးရောဆိုတဲ့စိတ်ထားမျိုးအရှက်မဲ့တဲ့စိတ်ထားမျိုးတရားတရားကင်းမဲ့တဲ့စိတ်ထားမျိုးပြောချင်ရပြောလုပ်ချင်ရလုပ်တဲ့စိတ်ထားမျိုးတွေဒါတွေကတော့စိတ်ယုံမှာလို့ဒီလိုပြောရမှာပဲအဲ့လိုဆိုလိုတာပေါ့အဲ့တော့စိတ်ကောင်းရှိဖို့ကသိအရေးကြီးတယ်ဆိုတာမြတ်စွာဘုရားဒေသနာတော်မှာလည်းပဲစိတ်ကောင်းမရှိဘူးဆိုရင်အပြောကောင်းအလုပ်ကောင်းမလာဘူးတဲ့မလာရင်ရစကဘာလာတော့ဒုက္ခပဲမကောင်းတဲ့အကျိုးတွေလာမှာပဲမြတ်စွာဘုရားရဲ့ဒေသနာတော်အလွန်ရှင်းတယ်မနောပုပ္ပင်ကမဓမ္မတဲ့သဘာဝတရားတွေကိုစိတ်ကရှေ့ဆောင်နေတယ်စိတ်ကပဲရှေ့ဆောင်နေတယ်ဆိုပြီးတော့ဘုရားဟောတော့မနတာစေပဒုဋ္ဌေနမကောင်းတာတွေ6ရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့စိတ်သည်ပဒုဋ္ဌဆိုတာရုပ်ပြက်ဆင်းပြက်ဖြစ်မကောင်းတာတွေကြောင့်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတဲ့စိတ်ဟာအဲ့ဒီစိတ်နဲ့ဘာတတိဝါကရောတိဝါပြောလိုက်မယ်လုံးလိုက်မယ်ဆိုရင်တဲ့ဟုတ်တယ်ပဒုဋ္ဌစိတ်ဆိုတာပုံမှန်စိတ်မဟုတ်တော့ဘူးခုနလိုပဲငပြောဘက်ကလေးဟာမကောင်းတဲ့အနတ်နေနဲ့ဖြည့်ဆည်းထားတဘာဝအဖြစ်ငပြောဘက်လေးကယွန်စရာမကောင်းဘူးမကောင်းတဲ့အနတ်ရှိတဲ့အရာတွေနဲ့ပေါင်းလိုက်ရင်ငပြောဘက်ကလေးပါပြည့်ရတယ်အဲ့ဒါလိုပဲကိုယ်စိတ်ကလေးဟာမကောင်းတာတွေမိမိစိတ်ထဲမှာဝင်ရောက်လာပြီဆိုလို့ရှိရင်မနတာစေပဒုဋ္ဌေနခေါင်းငပြောရက်ကိုငပိကဖျက်လိုက်တာလို့ပဲလူရဲ့စိတ်ကိုလည်းမကောင်းတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတွေကဖျက်ဆီးလိုက်တယ်အဲ့ဒီပျက်စီးသွားတဲ့စိတ်နဲ့ဘာတတိဝါပြောလိုက်မယ်ဆိုရင်ကရောတိဝါလှုပ်လိုက်မယ်ဆိုရင်ဘာဖြစ်လဲတတောနံဒုက္ခမနွေတိတဲ့အဲ့ဒီပြောလို့လှုပ်လို့ဆင်းရဲဒုက္ခတွေကနောက်ကလိုက်လာမှာပဲလို့ဒီလိုဟောတာမြတ်စွာဘုရား